က်စိတ်တက်ကြခဲ့တဲ့မောရှေဖယားစကားရောက်လာတဲ့အခါမှာလည်းပြန်ထိုးတယ်အာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဘာမှမဟုတ်ဘူးကိုရောကိုစာငတ်တယ်လို့နော်လိတ်ချတဲ့နှလုံးသားကျွန်တော်အမြဲပြောတယ်နှလုံးသားခံပါစေအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်ကိုပြန်စစ်ငါနှလုံးသားခံရလားဖယားကြည့်တာအပြင်ပန်းတရာမဟုတ်တော့ငါမီလို့ဟာလေလုယာအာမင်ဖယားကြည့်တာနောက်တစ်ခေါက် let me repeat ဖယားကြည့်တာအပြင်ပန်းတရာမဟုတ်ဘူးအပြင်ပန်းတရာဒါကြည့်ခဲ့မယ်ဆိုရင်ဖယားသုံးတဲ့ထက်မှာကျွန်တော်တို့မပါခဲ့ဘူးဖယားကအပြင်ပန်းတရာမကြည့်ခဲ့တဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းတယ်ဟာလေလုယာအာမင်ဖယားကကျွန်တော်တို့ background ကိုကျွန်တော်မကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းတယ်အာမင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 ် okay တိတ်မဆက်ဆက်ပေးမဲ့ခွန်အားပေးခြင်းတယ်အယံကောင်းဘာလေကောင်းကြီးဖြစ်တဲ့ကျွန်တော်တို့တာထဲမှာလေ Old Testament မှာကျတော့ prophet တွေဆိုတော့ဣသီလလူမျိုးတွေမြောက်များစွာတွေကတယောက်နှစ်ယောက်စသည်အဖြစ်အခွင့်အရေးအယံရှားတယ် right နောက်ရတော့ခွန်ပြကောင်းကြီးပြပါစေအာမင်လူအများကြီးကိုဥဆောင်ဖို့ရန်အတွက်တယောက်နှစ်ယောက်ပဲ prophet leader ပေါ့နောက်တစ်နေ့ဘုရားသုံးတယ်ပေါ့ကွာသိမလားဆိုအယံအခွင့်အလမ်းနေတယ်ဒါပေမဲ့ဂျေဇုတော်ကြောင့်ယေရှုခရစ်ထဲမှာ fire ဖြစ်တဲ့လူတိုင်းစာငတ်တဲ့လူတိုင်းဘုရားသုံးနိုင်တယ်အာမင် hallelujah အာမင် hallelujah အာမင် hallelujah အာမင်ဒါဆိုကျွန်တော်တို့ချမ်းရှိတယ်ဆိုဘုရားသခင်ကโอเคကျွန်တော်ဆက်ပေးချင်တာကဘာလဲဆိုအပြင်ပန်းတရံလည်းမကြည့်ဘူးနှလုံးသားကိုပဲကြည့်တယ် အာမင် နှုတ်ကပတ်တော်စာငတ်တဲ့လူကိုဘုရားကြည့်တယ် hallelujah သူနဲ့နီးဖို့ hallelujah သူအတွက်ချင်လန်းလမ်းမဲ့သူဟဲ့ဘသူကကျွန်တော်အတွက်ချင်လန်းလမ်းမလဲကိုရောငါလမ်းမဲ့ကျွန်တော်လမ်းမဲ့လို့ပြောတဲ့နေ့ကဘုရားက okay လာခဲ့ hallelujah ကိုဘုရားကလည်းခုတ်ပြီးချီးမွမ်းကြရအောင် hallelujah hallelujah ဘုရားကိုင်လုံးလို့ပြောရအောင်အခွင့်အရေး